အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုတင်ရကြောက်ခိုင်းနေမှာတင်ခုမှဗီဒီယိုလုပ်ဖြစ်တာကအားပေးကြပါလို့ပြောချင်ပါတယ်ကျွန်တော် like subscribe လေးနဲ့တဲအောင်ဖြစ်TikTok မှာလက်မလေးနဲ့ထည့်ပေးကြပါကျွန်တော်ဒီနေ့ mobile ကြီးရဲ့အကောင့်ပြမှာဖြစ်ပါတယ်ကျွန်တော်နော်Demons shall bathe in their blood. The light belongs to the righteous. ကောင်းအိုင်ဒီလေးရှင်းပြမယ်နော်60လေးတောင်းလောက်ရှင်းရှင်းပြီးတော့ကျွန်တော်လာမကုန်စီးရုံကောင်းတော့မှာပါစီလောင်းနမဝင်လာပြတာစီလောင်းမှာပါမေရာပူရာမှာတစ်ပေါ်နေပြတာဟုတ်ပါပါအားလုံးပဲဘိုင်ဘိုင်